အားလုံးပဲမင်္ဂလာပါ CMK ဗာမေဘလော့အနေပြီးတော့ကြိုဆိုပါရစေဒီနေ့တငယ်ချင်းတွေကိုမျှဝေပေးမယ့်အကြောင်းအရာအနေနဲ့ကတော့ကျွန်တော်တို့ YouTube ရဲ့ policy အချို့ပြောင်းလဲသွားတဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ YouTube မှာဗီဒီယိုတင်တဲ့ခါကြလို့ဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယို cover မှာတော့၎င်းဗီဒီယိုထဲမှာအသုံးပြုရတဲ့အသံတော့၎င်းနောက်တစ်ခုကကြတော့ဒီမတော်တရောဗီဒီယိုပုံစံမျိုးတွေတော့၎င်းဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဗီဒီယိုတွေကိုမှပြန်ပြီးတော့ channel ပိုင်းရှင်တွေရောဒီဗီဒီယို upload လုပ်တဲ့သူတွေအနေနဲ့ရောပြန်ပြီးတော့ကိုဗီဒီယိုကိုပြန်လဲထိန်းသိမ်းဖို့အတွက်ကိုဒီစီမင်းစည်းကမ်းလေးတွေနဲ့ပတ်သက်ပြီးတော့ YouTube ကနေပြီးတော့အခုခါမှာတော့ကျွန်တော်တို့ဗီဒီယိုတင်တဲ့ခါကျရင်ကျွန်တော်တို့ရဲ့ဗီဒီယိုတွေမှာမှ setting အချို့လေးတွေပါဝင်လာတာဖြစ်ပါတယ်ဒါတော့ကျွန်တော်အခုတင်မဲ့ဗီဒီယိုပဲဖြစ်ပါတယ်ဒီဗီဒီယိုတစ်ခုကိုကျွန်တော်တို့တင်မယ်ဆိုရင်အရင်အားဆိုရင်ဒီအဆင့်လေးမပါပါဘူးအခုကကြတော့ကလေးတူငယ်တွေအများစုကမိုဘိုင်းဖုန်းတွေကိုအသုံးပြုပြီးတော့ YouTube တွေကဗီဒီယိုတွေကိုဝင်ကြည့်ကြတာတွေများပါတယ်မြန်မာနိုင်ငံမှာဆိုလည်းအမြောက်အများရှိပါတယ်တကယ်မှာတော့ကျွန်တော်တာဝဘူးတူတာအနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင်တော့ YouTube ကနေပြီးတော့ကျွန်တော်တို့တွေကိုဒီနေရာမှာ YouTube Kids ဆိုတဲ့ application mobile phone တို့ application ဆိုတာလည်းရှိပါတယ်ဒါကလေးတွေအနေနဲ့တီးတန့်ကြည့်ဖို့ဆိုပြီးတော့ဗီဒီယိုတွေကိုဖန်တီးပြီးတော့ဒီနေရာမှာကလေးတွေအတွက်ကြည့်တဲ့ဗီဒီယိုတွေကိုတီးတန့်တင်ပြီးတော့အဲ့ဒီနေရာကို join ပြီးတော့လုပ်ရတာဖြစ်ပါတယ်အခုမြန်မာနိုင်ငံသားတွေအနေနဲ့ကြတော့မိဘပြည်သူတွေတော့၎င်းညီကိုမောင်နှမတွေတော့၎င်းအများစုကကျွန်တော်တို့ YouTube ကိုကျွန်တော်တို့ဝင်ကြည့်လို့ဆိုရင်ကိုယ်ပိုင်အကောင့်တွေမတုံးကြဘဲနဲ့အလွယ်တကူ internet connection ရတယ် wifi connection ရလို့ဆိုရင်ကျွန်တော်တို့ YouTube တွေထဲဝင်ကြည့်ကြတယ်ပြီးရင်ထို့နည်းတူစွာပဲကလေးတွေငြိမ်ရင်ပြီးရောဆိုပြီးတော့ YouTube ထဲမှာဒီတိုင်းဖွင့်ပြီးတော့လွတ်ထားတာတွေကစိုးကျိုးအနေနဲ့ဘာတွေထပ်ပြီးတော့ဖြစ်လဲဆိုတော့တချို့အသက်အရွယ်မပြည့်သေးပဲနဲ့ကြည့်လို့မရတဲ့အရာမျိုးတွေဆိုရင်ကလေးတွေအနေနဲ့သားသမီးတွေအနေနဲ့ဆိုရင်ဒါတွေကိုမြင်တွေ့ပြီးတော့မကောင်းတာတွေဖြစ်လာနိုင်တဲ့အလားအလာမျိုးတွေရှိပါတယ်အဲ့ဒီတော့မိဘတွေအနေနဲ့ဆိုလဲမိမိတို့ရဲ့ဖုန်းမှာကလေးတွေကိုသိကြည့်ခိုင်းမယ်ဆိုရင်ကျွန်တော်တို့ YouTube Kids ဆိုတဲ့ application လေးကိုဆွဲချပြီးအဲ့ဒီမှာမှကျွန်တော်တို့ရဲ့ဒီမိဘတွေရဲ့ Gmail နဲ့အဲ့ဒီမှာကျွန်တော်တို့အကောင့်ပြန်ဖွင့်လို့ရပါတယ်ကိုသားသမီးအတွက်သားသမီးဘယ်နှစ်ယောက်အတွက်လဲအသက်ဘယ်လောက်အတွက်လဲဒီနေရာမှာကျွန်တော်တို့တွေအကောင့်ပြန်ဖွင့်ပြီးတော့အဲ့ဒီတွေကနေပြီးတော့ကလေးတွေကိုရုပ်ရှင်ဝင်ကြည့်ဖို့ကိုတင်ပေးပါအဲ့ဒီတွေကနေပြီးတော့ရုပ်ရှင်ကိုပေးကြည့်ခိုင်းပါအဲ့ဒီထဲမှာဟာတာကတ်တွန်းလေးတွေရောနောက်ပြီးတော့ဒီတင်ယုံညွန်းတန်း ABCD တင်ယုံညွန်းတန်းဗီဒီယိုအပိုက်လေးတွေရောမြောက်များစွာရှိပါတယ်အဲ့ဒီတော့ဒါကိုအသုံးပြုပြီးတော့ပေးကြည့်ခိုင်းဖို့ကျွန်တော်တိုက်တွန်းအပ်ပါတယ်ဒါကကျွန်တော်တို့ဒီနောင်လာမဲ့အနာဂတ်လေးတွေမှာဒီအသက်အရွယ်မပြည့်သေးပဲနဲ့မတော်တရောတွေမဖြစ်ဖို့တွေကအစစိတ်ပိုင်းဆိုင်ရာလူပိုင်းဒီကိုယ်ပိုင်းဆိုင်ရာတွေမဖြစ်ဖို့တော့ကိုကာကွယ်တဲ့အနေနဲ့တို့ကပြုလုပ်ပြီးတော့ဖန်တီးထားခြင်းဖြစ်တယ်လို့ကျွန်တော်ယူဆပါတယ်အဲ့ဒီတော့ကျွန်တော်တို့ဒီဗီဒီယိုတင်တဲ့ခါကြလို့ဆိုရင်ကျွန်တော်တို့မိမိတို့တင်လိုက်တဲ့ဗီဒီယိုမှာအတော်တရောတွေပါတယ်ဆိုရင်တော့အဲ့ဒီဗီဒီယိုတွေကိုဖြတ်ဖို့ကိုတိုက်တွန်းပါတယ်နောက်တစ်ခုကာဘာတွေတုံးတဲ့နေရာမှာလည်းဒီအဝစားဗလာပုံတွေမတင်ပြီးစီဘူးလဲထပ်ပြီးတော့တတိပေးတိုက်တွန်းအပ်ပါတယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုတစ်ခုတင်လိုက်လို့ဆိုရင်ဒီဗီဒီယိုကကလေးတွေအတွက်လားအကယ်၍ကလေးတွေအတွက်ဆိုရင်တော့ဒီအောက်အဆင့်က automatic ပိတ်သွားပါတယ်အကယ်၍ကလေးတွေအတွက်မဟုတ်ဘဲနဲ့ကိုတင်တဲ့ဗီဒီယိုကကလေးတွေအတွက်မရည်ရွယ်ဘဲနဲ့တင်တဲ့ဗီဒီယိုဆိုရင်တော့အောက်ကဥစ္စာလေးကိုနှိပ်ထားပြီးလို့ဆိုရင်တော့ဒီအဆင့်လေးရပြန်ပေါ်လာပါတယ်ဒီအဆင့်ကတော့ငကူကလေးရရှိတာပြီးတာအဆင့်ဖြစ်ပါတယ်ဒီအဆင့်ကလည်းကျွန်တော်တို့ဥပမာကိုတင်လိုက်တဲ့ဗီဒီယိုက 80 plus ဗီဒီယိုတွေဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီဗီဒီယိုမှာကျွန်တော်တို့ဒီနေရာမှာ80 plus ဆိုတာလေးကိုပုံပေးထားပါမယ်ဒါဆိုရင်အသက်18နှစ်ပြည့်ပြီးတဲ့သူမှလာဒီဗီဒီယိုကိုဝင်ကြည့်လို့ရမှာပါအကယ်၍ဒီဗီဒီယိုရဲ့ကာဗာလေးကို YouTube မှာတူတယောက်ကနေပြီးတော့ဝင်ကြည့်ဖို့အတွက်ကိုသူကထောက်လိုက်ပြီဆိုတာနဲ့အဲ့မှာဒီနေရာမှာကျွန်တော်တို့ yes ဆိုတာလေးကိုပေးထားခဲ့မယ်ဆိုရင်ဒီဗီဒီယိုကိုဝင်ကြည့်တဲ့သူကနေပြီးတော့အသက်18နှစ်ပြည့်ပြီလားဆိုတဲ့မေးခွန်းလေးကို YouTube ကနေပြီးတော့အတည်ပြုတောင်းခံမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့အဲ့ဒီဝင်ကြည့်တဲ့သူကGmail အကောင့်တောင်းပြီးတော့ Gmail အကောင့်ရိုက်ထည့်ခိုင်းပါမယ်အဲ့ဒီတော့မှဒီဗီဒီယိုလေးကိုဝင်ကြည့်လို့ရပါမယ်အဲ့တော့ဒီ setting လေးကိုလုံးဝတတိထားပေးဖို့ကိုတိုက်တွန်းအပ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့အရင်တော့တင်ခဲ့တဲ့ဗီဒီယိုတွေဒီဗီဒီယိုတွေထဲမှာလည်းကျွန်တော်တို့ကမိမိတင်ထားတဲ့ဗီဒီယိုကအသက်18နှစ်လောက်
ပြည့်ပြီးတဲ့သူမှဒါကြည့်ရမယ်ဆိုရင်တော့အဲ့ဒီဗီဒီယိုမှာ setting လေးကိုပြန်ပြောင်းဖို့တိုက်တွန်းအပ်ပါတယ်ဥပမာကျွန်တော်ကနေပြီးတော့ဒီဗီဒီယိုလေးကိုကျွန်တော်ကနေအသက်16နှစ်ပြည့်ပြီးတဲ့သူမှဒါပေးကြည့်ခိုင်းမယ်ဆိုရင်ဒီနေရာမှာ edit ဆိုတာလေးကိုပြန်နှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ advanced setting တွေကိုပြန်လာပါမယ်ဒီနေရာလေးမှာကျွန်တော်တို့အမှန်ချစ်လေးပေးပြီးလို့ဆိုရင် save နှိပ်လိုက်လို့ဆိုရင်တော့ဒါကတော့အသက်16နှစ်ပြည့်ပြီးသားသူမှဒါဒီဗီဒီယိုလေးကိုကြည့်ခွင့်ရမှာဖြစ်ပါတယ်အဲ့ဒီတော့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီ YouTube channel ထောင်ထားတဲ့သူတွေအနေနဲ့ဆိုရင်မိမိတို့ရဲ့ Creator Studio တွေကိုဝင်လာတဲ့အပေါ်ဆုံးမှာခါတဲ့ပြပေးထားတာမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီတော့ဒီကနေပြီးတော့လည်းအသေးစိတ်ကျွန်တော်တို့အကြောင်းအရာတွေကိုပြန်ပြီးတော့လေ့လာလို့ရပါတယ်မိဘတွေအနေနဲ့လည်းခုနကျွန်တော်တိုက်တွန်းပေးရတဲ့ကျွန်တော်တို့ဒီ YouTube Kids ဆိုတဲ့ဥစ္စာလေးကနေပြီးတော့ပဲဗီဒီယိုတွေကိုကလေးတွေကိုတွားရောက်ဝင်ပြဖို့ကိုကျွန်တော်ထပ်ပြီးတော့တိုက်တွန်းရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် I do my makeup in somebody else's car.